ကန့်အသတ်တွေကျော်လွန်၍နေ့စဉ်ချမ်းစာထောက်ရှုချက်များကိုဝေမျှပေးနေပါတယ်။ရှင်လူကာအခန်းကြီး1ခန်းငယ်9မှ25အထိဖြစ်ပါတယ်။ကြားနာရမယ့်အင်္ဂလိပ်ကျမ်းကတော့ဗိမာန်တော်မှာတာဝန်ကျနေတဲ့ယဟန်အကြီးကဲဇာခရီးယားနဲ့မြို့သမီးအဲလိဇဘက်တို့မှစီကြောခြင်းပေးတဲ့တန်ယောဟန်ကိုမွေးဖွားခွင့်ရမယ်ဆိုတဲ့အကြောင်းအရာကိုကြားရမှာဖြစ်ပါတယ်။ယဟန်အကြီးကဲဇာခရီးယားနဲ့အဲလိဇဘက်တို့ဟာကလေးမရရှိသေးတဲ့ဇနီးမောင်နှံဖြစ်ပါတယ်။သူတို့ဟာအသက်ကြီးရင်လာကြတော့လည်းပဲကလေးမရရှိသေးတဲ့အတွက်ကြောင့်ပတ်ဝန်းကျင်မှာသူတို့ရဲ့ယဟန်အလုပ်ကိုင်တွေထဲမှာထင်သေးခြင်းခံနေရတဲ့ဘုရားသခင်ရဲ့ကောင်းကြီးမခံစားရတဲ့ဇနီးမောင်နှံတစ်ဖွဲ့နေထိုင်နေရပါတယ်။သို့ပေမဲ့လည်းပဲဘုရားသခင်ရဲ့တမန်တော်ဂါရီအဲမှတားယောက်ျားကိုဖွားမြင်ရမယ်လို့မိန့်တော်ရှိတဲ့အကြောင်းကိုကြားရမှာဖြစ်ပါတယ်။ဒါကြောင့်ပထမတစ်ချက်အနေနဲ့ကျွန်တော်တို့ရဲ့အကန့်အသတ်တွေကျော်လွန်ပြီးဘုရားသခင်ကလှုပ်ဆောင်နိုင်ပါတယ်။ယဟန်အကြီးအကဲဖြစ်တဲ့ဇာခရီးယားဟာတားယောက်ျားကိုမိရဲ့ဇနီးအဲလိဇဘက်ကဖွားမြင်မယ်လို့ပြောလိုက်တာနဲ့ဘုရားခင်ကိုတန်တရားရှိခဲ့ပါတယ်။ဒီအချက်မှာဆိုရင်လူသားတွေမတတ်နိုင်တဲ့အရာလူသားတွေရဲ့အကန့်အသတ်တွေထက်ကျော်လွန်ပြီးတော့ဘုရားသခင်ကတတ်ဆွမ်းနိုင်တယ်။ဘုရားသခင်ကကြံစီအောင်မြင်ပေးနိုင်တယ်ဆိုတာကိုဒီနေ့ထောက်ရှုနိုင်ပါတယ်။ဘုရားသခင်ရဲ့အကြံစီတော်တွေဘုရားသခင်ရဲ့လှုပ်ဆောင်မှုတွေဟာလူသားတွေထက်အများကြီးသာပါတယ်။ကျွန်တော်တို့ဘဝမှာဘုရားသခင်ပေးမဲ့ကျေးဇူးတော်တွေဘုရားသခင်ပြုလုပ်မဲ့တကူလက္ခဏာတွေဟာကျွန်တော်တို့ထင်မြင်ယူဆထားတာတွေထက်ကျွန်တော်တို့မျှော်လင့်နိုင်တာထက်အများကြီးပိုနိုင်ပါတယ်။ကျွန်တော်တို့ကဘုရားသခင်ကိုယုံကြည်ဖို့ပဲလိုပါတယ်။ဘုရားသခင်ကကျွန်တော်တို့ကိုကျေးဇူးတော်တွေပေးဖို့တကူလက္ခဏာတွေပေးဖို့ကျွန်တော်တို့ရဲ့ကန့်သတ်ချက်တွေထက်လူသားတွေရဲ့ကန့်သတ်ချက်တွေထက်ကျော်လွန်ပြီးပေးစွမ်းဖို့အစဉ်အသင့်ရှိနေပါတယ်။ဒုတိယတစ်ချက်အနေနဲ့ Prophet ဇာခရီးယားဟာဒုတိယတစ်ချက်အနေနဲ့ယဟန်အကြီးကဲဇာခရီးယားဟာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုတန်တရားရှိတဲ့အခါမှာစကားမပြောနိုင်ပဲဆွမ်းအားခဲ့ပါတယ်။တခါတလေမှာကျွန်တော်တို့တွေဟာဘုရားသခင်ရဲ့ကျေးဇူးတော်တွေဘုရားရဲ့တကူလက္ခဏာတွေကိုနားလည်ဖို့ရန်အတွက်ကျွန်တော်တို့တွေတိတ်ဆိတ်ငြိမ်သက်စွာစဉ်းစားထောက်ရှုကြရပါမယ်။တိတ်ဆိတ်ငြိမ်သက်ခြင်းကနေပြီးတော့ဘုရားသခင်ရဲ့ကျေးဇူးတော်တွေဘုရားသခင်ရဲ့တကူလက္ခဏာတွေကိုကျွန်တော်တို့ထောက်ရှုနိုင်ပါတယ်။ဘုရားသခင်ကိုတန်တရားရှိခြင်းကကျွန်တော်တို့ကိုတိတ်ဆိတ်ငြိမ်သက်စေပါတယ်။ဘုရားသခင်ကိုမယုံကြည်ခြင်းကကျွန်တော်တို့ဘဝမှာကျေးဇူးတော်တွေမထောက်ရှုနိုင်အောင်ကျွန်တော်တို့ကိုဟန်တာစေပါတယ်။တတိယတစ်ချက်အနေနဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်တွေဟာကျွန်တော်တို့ဘဝအတွက်အချိန်ကပ်ရောက်ရှိနိုင်ပါတယ်။တခါတလေကျွန်တော်တို့ရဲ့ဆုတောင်းတန်တွေကျွန်တော်တို့ရဲ့လိုအပ်ချက်တွေဟာမပြည့်စည်သေးတဲ့အခါမှာဘုရားသခင်ကိုကျွန်တော်တို့ကအပြစ်တင်လေးရှိပါတယ်။သို့ပြီးတော့လည်းပဲကျွန်တော်တို့အတွက်ကျွန်တော်တို့ဘဝအတွက်ကျွန်တော်တို့လိုအပ်တဲ့အရာကိုဘုရားသခင်ပေးဖို့ရန်အတွက်တခါတလေအချိန်ယူကောင်းယူနိုင်ပါတယ်။ကျွန်တော်တို့အတွက်အကောင်းဆုံးအဖြေကိုပေးဖို့အကောင်းဆုံးကျေးဇူးတော်ကိုပေးသနာဖို့ရန်အတွက်ဘုရားသခင်အချိန်ယူကောင်းယူနိုင်ပါတယ်ဆိုတာကိုဒီနေ့အဖြစ်အပျက်တွေအပြင်ထောက်ရှုလျက်ကျွန်တော်တို့ဘဝအသက်တာမှာဘုရားသခင်ကျေးဇူးတော်တွေကိုသိမှတ်ဖို့ရန်ဘုရားသခင်တကူလက္ခဏာတွေဟာကျွန်တော်တို့ရဲ့ကန့်သက်ချက်တွေကိုကျော်လွန်ပြီးတော့ရောက်ရှိလာနိုင်တယ်။ဘုရားသခင်ရဲ့ကျေးဇူးတော်တွေဟာအချိန်ယူနိုင်တယ်။ကျွန်တော်တို့အတွက်အကောင်းဆုံး
ပြည်စုံဆုံးယေရှုကိုပေးသနာဖို့ရန်အတွက်အချိန်ယူနိုင်တယ်ဆိုတာကိုထောက်ရှုလျက်လောကကြီးမှာခရစ်တော်ရဲ့သခင်ကောင်းဘုရားသခင်ရဲ့ကရုဏာတော်တွေကိုပြသနိုင်ဖို့ရန်အတွက်ကြိုးစားကြပါစို့